ငါကြောင့်တကားကဒီမထေသာဒီเจ้าကိုပင့်ထားလိုက်ရင်ငါဘဝဒုက္ခရောက်တော့မယ်လို့ဒီလိုတွေးတာကိုပိုင်တဲ့เจ้าကိုသူများနဲ့မဆက်ဆက်စေခြင်းလောသကတိတ်တာမထေရဲ့အကြောင်းလောသကတိတ်တာမထေကြီးယဟန်ဖြစ်တယ်ယဟန်နာကြီးလည်းဖြစ်တယ်ဒါပေမဲ့ဆုံးခံစားလို့သူ့မှာဝါအောင်ဖုံးပေးရတယ်ဆိုတာမရှိဘူးအာသရိတဒါနလို့ခေါ်တဲ့တစ်မျိုးလုံးကိုဘယ်သူနဲ့မှတုလို့မရအောင်လှူတဲ့ကောသလမင်းကြီးရဲ့အလှူတော်ပဲသူ့မှာမသေးအောင်တော့ပဲစားခွင့်ရတယ်ကံနေပြောတာနောက်ဆုံးပြိဋိဘံဆံမဲ့နေ့ရောက်တော့မှရှင်သာရိပုတ္တရာကြီးကသူ့လက်နဲ့ပြိဋိသူကိုယ်တိုင်ဆုံးခံပြီးသူ့လက်နဲ့တပိတ်ကိုကင်ပြီးတော့ကျွေးမှသာရှင်လောသကတိတ်တာမထေသူများဟာအဲ့ဒီတနက်ကလေးပဲဘဝတစ်ခုလုံးမှာဝါအောင်စားခွင့်ရသွားတယ်အဲ့ဒါစားပြီးတော့ပြိဋိဘံဆံဝင်ချုပ်ငိမ့်ရွှေဇတ်တော်သိမ်းသွားတာပေါ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတန်ခါတော်ရှင်သူမြတ်တွေကလောသကတိတ်တာမထေဟာယဟန္တာကြီးဖြစ်ပါလေကနဲ့လက်လာပါရှားတာဘာကြောင့်များလဲယဟန္တာကြီးဖြစ်ပါလေကနဲ့ဘုံကံနေပါတာဘလို့အကြောင်းအရာကြောင့်များပါလေလို့ဒီလိုစကားတွေဖြစ်တဲ့အခါမြတ်စွာဘုရားလျှောက်တော့ဘုရားကအဲ့ဒီမှာပြောပြတာချက်သားတို့တဲ့လောသကတိတ်တာဟာဘဝတစ်ခုပါကတ္တဗမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့လက်ထက်တော်ကဘဝတစ်ခုမှာယဟန်တပါးသူဖြစ်ခဲ့ဘူးတဲ့တထေးတယောက်ဆောက်တဲ့ကျောင်းမှာသူနေပြီးတော့မှတရားအလုပ်အထုတ်တယ်တနည်းအားဖြင့်ပြောရင်တော့သီလစင်စင်ကြဲကြဲနဲ့အနှစ်2000နေခဲ့ဘူးတဲ့သီလစင်ကြဲတဲ့အဲ့ဒီယဟန်တော်ရဲ့ကျောင်းကိုတရက်တော့ဘာဖြစ်လို့မေးရင်သူ့ကျောင်းတကာကခေါ်လာလို့အာဂန္တုယဟန်တပါးရောက်လာဆုံးခံချိန်မှာကျောင်းမြို့ထဲရောက်တယ်မြို့ထဲမှာသူ့ဆုံးတကာကဆုံးကတ်လိုက်မယ်ပေါ့ကျောင်းတကာကဆုံးကတ်မယ်ဟာတညအိတ်ဖို့ခက်ခဲရှိတဲ့ကသူစောက်ထားတဲ့ကျောင်းကိုဒီဘုန်းကြီးလေးခေါ်လာခဲ့ကျောင်းမှာသတင်းသုံးနေတယ်ညနေဆောင်တော့တခါကျောင်းတကာပြန်ရောက်လာတယ်ဖြော်ရည်တွေကတ်တယ်စရုမလူတွေကတ်တယ်စီမီလေးတွေထွန်းပေးတယ်အိယာလေးတွေပြင်ပေးတယ်အဲ့ဒီမထေထံကတရားတွေနာတယ်အာဂန္တုမထေထံကတရားနာအဲ့လိုတရားနာတော့အဲ့ဒီကျောင်းမှာကျောင်းထိုင်တဲ့မထေလောသကတိတ်တာအလောင်းကဒီမထေသာဒီကျောင်းပျော်သွားရဲ့ငါကျောင်းတကာကဒီမထေသာဒီကျောင်းကိုပင့်ထားလိုက်ရဲ့ငါဘဝဒုက္ခရောက်တော့မယ်လို့ဒီလိုတွေးတာကိုပိုင်တဲ့ကျောင်းကိုသူများနဲ့မဆက်ဆက်စေ